တန်တဲ့ချီအလေးချိန်ရှိတဲ့အေယာမတူကြီးတစ်လက်ကောင်းကင်ပေါ်ကနေရုတ်တရက်ပြုတ်ကျလာတယ်။ကဘာမြေပေါ်ကိုစောင့်ချလိုက်တဲ့အချိန်ကြောင့်3ပေလောက်နဲ့တဲ့တွင်းကြီးတွင်ချက်ချင်းဖြစ်သွားတယ်။ဒါပေမဲ့တကယ်တော့ဒါဟာမတော်တဆမှုမဟုတ်ပဲတမင်တကာကိုစနစ်ကျလှုပ်ဆောင်နေတာဖြစ်ပါတယ်။ Engineer လောကမှာတော့ဒါကို dynamic compression လို့ခေါ်ပါတယ်။မြေသားကိုတိတ်သီးစေတဲ့နည်းပညာတစ်ခုပါ။လုံသမားတွေကဝင်ချီဆက် crane တွေကိုသုံးပြီးအနည်းဆုံး10တန်ကျော်လောက်လေးတဲ့ဒီတပ်တုတုံးကြီးကိုပေ60ကနေပေ100အမြင့်တနည်းအားဖြင့်6ထက်9ထက်တိုက်လောက်အမြင့်ရှိတဲ့အမြင့်ကိုမြောက်တင်ပါတယ်ပြီးရင်တော့အပေါ်ကနေလွှတ်ချလိုက်တာပါအရှိန်နဲ့မြေပြင်ပေါ်ကျလာတဲ့တုန်ခါမှုကမြေအောက်မှာရှိတဲ့မြေကြီးတွေကိုလေဟာနဲ့အလွတ်မရှိအောင်စူးစီးပြီးကျစ်လစ်စေပါတယ်ရလကတော့ပျော်ပြောင်းတဲ့မြေပြင်ကနေမာကျောတဲ့မြေပြင်ကိုပြောင်းလဲသွားတာပါခါတလေကြရင်မြေပြင်မျိုးစားပေါ်မူတည်ပြီးကြော့ပုံတန်ရှိတဲ့တူတွေကိုလည်းတုံးတက်ကြပါတယ်ဒီအရာကအေရီယာပိုသေးသွားတဲ့အတွက်ပိုပြီးအားကောင်းပြီးဒီကြီးရဲ့အနက်ရှိုင်းဆုံးထိထိုးဖောက်သိပ်သီးနိုင်စွာရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်